မော်တော်ရွာဦးကျောင်းလေးကညာဦးရံမှာတော့တိတ်ဆိတ်နေတယ်ဆရာတော်နဲ့ဦးပြုံးကတော့ဖိုးယုံထဲမှာတကုတ်ကုတ်နဲ့အလုံးရှုပ်နေကြပြီမဲ့စွန်းသားကျောင်းရှိကသင်္ဘောပင်ရိပ်ကုပစ်ပေါ်မှာတော့ထမင်းကျောင်းလော်နဲ့ရင်နွေးချမ်းအိုးကိုအလေထားပြီးစကားဝိုင်းဖွဲ့သူတွေကဦးစင်းကြီးဦးဆန်တော်ရဲ့ကပိယကြီးရဲ့တပ်ဖူးနဲ့တစ္ဆာတို့ပေါ့တစ္ဆာကထမင်းကျောင်းလော်ဝါးလိုက်အကျန်းရည်ဖန်ဖန်ကိုတဖူးဖူးမှုတ်တောက်လိုက်နဲ့ဦးစင်းကြီးနဲ့ကပိယကြီးတို့ရဲ့ရှေးဟောင်းနောက်ဖြစ်အကြောင်းတွေကိုစိတ်ဝင်စားနားထောင်နေတယ်လူလေးထမင်းကျောက်လော်ကကောင်းရဲ့လားကွာကပိယကြီးဟာတစ္ဆာထမင်းကျောက်လော်ဝါနေတာကိုကြည့်ပြီးလက်ကကိုင်းညံ့ရင်မေးလိုက်ချင်းမှာဟုတ်ကဲ့တကယ်မုံစမ်းလော်အတိုင်းပဲတိတ်ကောင်းတဲ့ကပိယကြီးရဲ့အေးထမင်းကျောက်ဆိုတာကမြန်မာနဲ့ထမင်းကျောက်ကခွဲထားလို့မရဘူးမြန်မာမှန်ရင်ငပိကိုမမေ့နဲ့ဆိုတဲ့စကားလိုပေါ့တို့များကလေးဘဝကထညက်ခဲတို့ထမင်းကျောက်လော်တို့ကတရေစားပဲဒါရင်ဘယ်ကမလဲကပိယကြီးရဲ့ခမည်းလဲကောင်းကောင်းမှီမယ်ထင်ပါရဲ့ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာထမင်းကျောက်မုံစမ်းထညက်တို့နဲ့အသက်ဆက်ခဲ့ရတယ်လေဟုတ်တာပေါ့ဦးစင်းကြီးရဲ့အခုကာလာသားသမီးတွေကတော့ရီကြမလားပဲတစ္ဆာရောတပ်ဖူးပါထမင်းကျောက်နဲ့မုံစမ်းအောင်ကောင်းကောင်းရင်းနှီးတယ်ထမင်းညံ့ကြရင်ရှေ့လူကြီးတွေကစွန့်ပစ်လိမ့်မရှိဘူးနေကြောက်လှမ်းပြီးရင်အိုးလေးနဲ့ထည့်ပြီးတင်းကြတာဒါကြောင့်လဲဒုတိယစစ်မှာပြေးရလွှားရဲဆိုတော့ထမင်းပဲချက်စားနိုင်မလဲထမင်းကျောက်တို့မုံစမ်းတို့ထညက်တို့နဲ့ပဲရှေ့မြမာတွေအသက်ဆက်ကြတာအမှတ်ရသေးတယ်ကျုပ်တို့ကလေးပဲရှိသေးတယ်ဂျပန်နေစစ်တောင်းတို့ကြောက်ညက်တို့ကွန်းစိတ်တို့ကနေစစ်တောင်းမြို့ကူးပြီးပြေးကြတော့ကျုပ်တို့ဒီမော်တော့ကဘယ်ရွာဟုတ်ဦးမလဲတောင်ရတဲတွေပဲရှိသေးတာဦးစင်းကြီးကကောင်းကောင်းမိမယ်တပည့်တော်ကဂျပန်နေပြေးတော့3နှစ်သားကိုဖေဟာကပိယကြီးကယာထားတဲ့ကုန်းကိုပစောင်းနဲ့ထိုးသိပ်ပြီးပလုံပလောင်းနဲ့ပြောလိုက်တယ်ဦးစင်းကြီးကအကျန်းပူပူကိုဖြည်းဖြည်းချင်းတောက်လိုက်ပြီးအကျန်းရေပကံကိုအသာပြန်ချကဟုတ်မဲကျုပ်တော်အဲ့ဒီတုန်းက73နှစ်သားထင်ပါရဲ့စိုးလိုက်တဲ့အပုတ်ကောင်တွေကျုပ်တို့ကရင်သောမွန်သောတောင်သူသောတွေနဲ့တွေ့တာနဲ့မေးမြန်းကြအခက်မသိရင်တတ်ကြတာပဲကျုပ်မှတ်မိသေးတယ်တနေ့ဂျပန်နေကျောင်းနဲ့တောင်နာကိုရောက်လာတယ်ကျုပ်ကစူးပုတ်ခူးနေတာသူတို့မှန်းသိတော့ကျုပ်ပုံးနေတာပေါ့မကြဘူးသူတို့နဲ့ပါလာတဲ့အထမ်းသမားတွေကိုမြေချင်းတူးခိုင်းတာပဲအထမ်းသမားတွေထမ်းလာတဲ့တန်တစ်တာလို့ထင်တာပဲအဲ့ဒီကျင်းနဲ့ထည့်ပြီးမြုပ်တာကျုပ်လည်းမလှုပ်ရဲဘူးချောင်းရင်းနေတာပေါ့အထမ်းသမားတွေကိုမြေပြန်ဖို့ခိုင်းတယ်ကျင်းနဲ့မြေမပြည့်ခင်မှာပဲတနက်တန်တွေကြားရောပြိုကျုပ်လည်းဘယ်ပြောကောင်းမလဲသေးပါထွက်ကြတယ်ကျုပ်ပြန်ချောင်းကြီးတော့အထမ်းသမားတွေကိုတက်ပစ်လိုက်တာအလောင်းကောင်တွေကိုမြေချင်းနဲ့ထပ်ထည့်ပြီးအပေါ်ကမြုပ်ပစ်ကြရောမကြပါဘူးသိတဲ့အတိုင်းပဲကြောက်နဲ့တောင်ကတကယ်မြေကျန်းတဲ့နေရာလေဂျပန်တွေကဂယူကြီးရဲ့အော်ပြီးမြေပြင်မှာလှိတ်တာပဲမဲမဲအကောင်ကြီးတွေဗျာငပုတွေကိုနှပန်းဝင်လုံးတက်ကြတာဂျပန်တွေသူတို့ပစ္စည်းတော်မတင်နိုင်အကုန်ပြေးကြတာကြောက်လက်တကြိုးတဲ့တဲကိုပြန်ပြေးတာနောက်မနှက်ကြတော့လူကြီးတွေလာကြည့်တော့ငပုကောင်3ကောင်ဇက်ကြိုးပြီးတေကြံခဲ့တာဟာဒါဆိုဦးစင်းကြီးဂျပန်တွေမြုပ်တဲ့နေရာကိုသိတာပေါ့နောက်မတူးကြဘူးလားဦးရဲ့အာထက်တရောအမေစကားကြောင့်ဦးစင်းကြီးရောကပိယကြီးပါရင်မောကြပြီဦးစင်းကြီးကငါတက်ရဲ့အဲ့တုန်းကရတနာဆိုတာကိုတခွားသီးတစ်လုံးလောက်တော့မမှတ်မောဘူးလေပြီးတော့ဒီလောက်မြေကျန်းတဲ့နေရာအနားတော်မသိဖြစ်ပါဘူးကွာဒါပေမဲ့စစ်ကြီးပြီးတဲ့နောက်တိုက်စီရတွေကျောင်းနဲ့တောင်လာလေးရှိတယ်အချို့ကလည်းဂျပန်တွေရဲ့ရတနာတစ်တာကိုတူးဖို့အချို့ကျတော့လည်းကျောင်းနဲ့တောင်ထဲမှာမြေအောက်မှာနစ်မြုပ်နေတဲ့ကျွန်းနဲ့လေကိုလိုချင်လို့အချို့ကြပြန်တော့လည်းကျွန်းနဲ့လေနဲ့အပြည့်ထည့်ထားတဲ့ရွှေတုံးတွေကိုလိုချင်လို့အမျိုးမျိုးလောဘရည်နဲ့လာကြတာပေါ့ကွာဦးစင်းကြီးဖေကတိုက်စီရတွေရတနာတွေတူးလို့ရကြလားဖေတစ္ဆာမေးလိုက်တာကြောင့်ဦးစင်းကြီးကခေါင်းလေးတွဲစွာခါရမ်းရင်ဘယ်ရကြမလဲမောင်ရဲ့တေသူကတေယူသူကယူဖြစ်ကုန်ကြတာဦးစင်းကြီးတောင်အသက်30လောက်ကဂျပန်နေရတနာတစ်တာမြုပ်ထားတဲ့နေရာကိုတူးဖို့ကြံပါသေးတယ်မောင်ကြီးကြောက်နဲ့တောင်တွေကဘလူးတွေထွက်လာပြီးတင်းမုတ်တွေနဲ့လိုက်ထူတာမနှဲအသက်လူပြေးခဲ့ရတယ်အဲ့ဒီကစပြီးကျုပ်ယူသွားခဲ့တာအသက်60ကျော်မှယူတဲ့ယောဂါပျောက်တာဟင်းဒါဆိုဦးစင်းကြီးယူသွားတာနှစ်30ကျော်တာပေါ့တပ်ဖူးရဲ့အမေစကားကိုဦးစင်းကြီးကခေါင်းညှိပြရင်ယူနေတဲ့နှစ်30ကျော်ကာလမှာဦးစင်းကြီးကမြန်မာပြည်နဲ့လျှောက်သွားတာဒီကျောင်းကပထမဆရာတော်ကအဲ့တုန်းကမန်းလေးမှာစတင်နေတာမန်းလေးတောင်ပေါ်မှာဦးစင်းကြီးကိုတွေ့ပြီးကျောင်းကိုခေါ်လာပြီးယောဂဆရာကြီးနဲ့ကုသပေးခဲ့တာပဲဆရာတော်နဲ့အတူကင်းရွာကိုပြန်ရောက်ပြီးဆရာတော်ကဒီမှာတောရဆောက်တည်တော့ဦးစင်းကြီးလည်းသင်္ကန်းဝတ်လိုက်တာအခုထိပဲပေါ့ကွယ်စိတ်ဝင်စားစရာပါဖေဟာဒါနဲ့မသိလို့မေးပြစေဖေဟာကျောင်းနဲ့တောင်အောက်ကဂူထဲမှာဇေဒီရှိပြီးအဲ့ဒီဇေဒီကိုဝိဇ္ဇာပုတ်ကိုလူတွေကကျွန်းနဲ့လှေနဲ့စည်းကိုရွှေတုံးတွေနဲ့အပြည့်ထားပနာထားတယ်ဆိုတာအဟုတ်ပဲလားဖေဟာမောင်ကြီးမကြံစီအပ်တာကိုတော့မကြံစီလေနဲ့ဒီကိစ္စစားတဲ့ပေတဲ့အခိုင်လုံးမရှိပေမဲ့ဆရာအဆက်ဆက်တို့ခြံခဲ့တဲ့ဒဏ္ဍာရီဆန်းတဲ့ကိစ္စပဲကျုပ်ကတော့မဟုတ်ဘူးဟုတ်တယ်လို့ဆုံးဖြတ်ပေးနိုင်ခြင်းမရှိဘူးကွယ်တစ္ဆာဦးစင်းကြီးပြောပြတဲ့ကျောင်းနဲ့တောင်ရတနာတိုက်အကြောင်းတွေးရင်ဟိုလှိတ်ဒီလိမ့်နဲ့ညစ်အတော်နှက်မှပဲအိပ်ပျော်သွားတယ်မောင်ကြီးဟောဒီရုံးမထဲမှာနေရတာပြင်းနေမှာပဲနော်မပြင်းရပါဘူးဗျာမောင်ကြီးတစ္ဆာရဲ့အနားမှာနန်းလေးရှိနေတာပဲအရာရာပြည့်စုံနေပါပြီတကယ်ပြောတာလားမောင်ကြီးရဲ့ဒါပေမဲ့မောင်ကြီးရဲ့နန်းတို့ဘယ်ထိပြောနိုင်မှာမို့လို့လဲနန်းကစကားတန်ဝဲဝဲလေးတိမ်နစ်ပြီးစိုးနစ်ကဘာစကားမှဆက်မပြောနိုင်အောင်မျက်နှာလေးညှိုးသွားတယ်တစ္ဆာကပြပြတလဲနဲ့နန်းရဲ့လက်ဖွားနုနုလေးတွေကိုဖြစ်ညစ်လိုက်ပြီးနန်းမောင်ကြီးလေးနန်းကိုတကယ်ချစ်တယ်သိလားနန်းနဲ့မခွဲနိုင်ပဲတက်တလုံးအတူနေသွားကြမယ်နော်ပြုံးမနန်းရဲ့နော်ပြုံးမဆိုအေးမ
နန်းညှိုးနေတဲ့မျက်နှာကိုပြင်ကပြုံးလိုက်ပြီးမောင်ကြီးကိုပေးထားတဲ့ခရီးတိုင်းနန်းတို့ကျွန်းနဲ့မနှောမရလှေကြီးကိုစီးကြရအောင်နော်ဟင်းတကယ်ပြောတာလားနန်းပျော်လိုက်တာကွာလာသွားစို့နန်းကရှေ့ကဥဆောင်ပြီးနေရာကထသွားတာကြောင့်သစ္စာလည်းနန်းရဲ့နောက်ကိုလိုက်သွားရတော့တယ်ကျောင်းနဲ့တောင်ကြီးအရောက်မှာတော့နန်းကခြုံပင်တွေကိုလက်နဲ့ဖဲပြီးအတွင်းစီဝင်သွားတာကြောင့်သစ္စာလည်းနောက်ကလိုက်ဝင်ခဲ့တယ်ခြုံပင်ပိတ်ပေါင်းနေရဲ့နောက်ွယ်မှာဂူဘွားတစ်ခုကိုတွေ့ရတယ်ဂူဘွားအောက်ကိုဆင်းတဲ့လှေကားတိုင်းလိုက်ဆင်းလာတဲ့အခါလှေကတဲ့90လောက်မှာအခန်းကျယ်ကြီးတစ်ခုကိုတွေ့ရတယ်အခန်းအလယ်မှာနှစ်ကြောတဲ့လှေနှစ်စင်းအလျား9ပေအကျယ်2ပေလောက်ရှိမယ်ကျွန်းနဲ့လှေကြီးပေါ့လှေတစ်စင်းကလှေဝမ်းထဲမှာဗလာဖြစ်နေပြီးကြံလှေတစ်စင်းကတော့အပြည့်အမောက်ပစ္စည်းတွေထည့်ထားပြီးအရာဝတ္ထုတစ်ခုခုနဲ့ဖုံးထားတာကိုတွေ့ရတယ်အနည်းဆက်ဆုံးဂုံဒီအိတ်လိုတစ်ဆေးတောက်ထားတဲ့ပုံမျိုးလှေတွေထားရှိရာအခန်းထဲမှာဝါဆိုဖျောင်းနိုင်ကြီးတွေထွန်းထားတာကိုသတိပြုမိတယ်နန်းကလှေပေါ်အရင်တက်လိုက်ပြီးသစ္စာကိုကြည့်ကမောင်ကြီးတက်လေအော်အင်းသစ္စာလှေပေါ်တက်တာနဲ့အခန်းကြီးတစ်ခုလုံးအမှောင်ကျသွားတယ်ခဏကြာတော့အလင်းရောင်ဖြတ်ပေါ်လာပြီးတဖြည်းဖြည်းလင်းလာကပတ်ဝန်းကျင်ကိုဗကရီအတိုင်းမြင်လိုက်ရတယ်ကျွန်းနဲ့လှေကလေပေါ်မှာဘောလောဖြစ်နေပြီးအရှိရိုးမအောင်အပေါ်ကနေစီးမြင်ရတယ်ကဲပြောမောင်ကြီးဘယ်ကိုသွားကျင်လဲနန်းလှော်တယ်လေးကိုကင်ကမေးလိုက်တာကြောင့်သစ္စာဘာပြောမှမသိဖြစ်သွားတယ်အနည်းဆုံးစံတော်ရှင်ကြိုက်တီးရိုးဖျားကိုပဲအရင်လိုက်ပို့ပေးကောင်းသားပဲသစ္စာရဲ့စကားပင်မဆုံးခင်မှာမနှောမရကျွန်းနဲ့လှေကကြီးပါးစပ်ကူရှိကိုရောက်နေတာအံ့ဩမြင်သက်စွာတွေ့လိုက်ရတယ်နန်းကလှေပေါ်ကဆင်းလိုက်ပြီးမောင်ကြီးလာလေဖျားရင်မြင်တော်ပေါ်ကိုတက်ကြမယ်ဖျားကိုယူသေးတဲ့အနေနဲ့ရင်မြေအထိလှေနဲ့မသွားတာသစ္စာနဝေတိန်တောင်နဲ့နန်းရဲ့နောက်ကလိုက်ခဲ့တယ်ဖျားရင်မြင်တော်ပေါ်မှာလူတွေကကြက်ကြိတ်တိုးစီကားလို့နေပေမဲ့သစ္စာနဲ့နန်းတို့ကိုမြင်ကြပုံမရဘူးလူတွေကအတင်းတိုးလာလို့သစ္စာမနဲ့ရှောင်ပေးနေရတယ်နှစ်ယောက်သားဈေးရီတော်ကိုဝိဖြစ်ဖူးမြော်လိုက်ကြပြီးကြီးပါးစပ်ရှိရာကိုပြန်လာခဲ့တယ်မောင်ကြီးဒီကနေမောင်ကြီးကိုမန္တလေးတောင်ကိုပို့ပေးအောင်မယ်ဟင်းတကယ်လားနန်းရဲ့အဝေးကြီးဥစ္စာမနှောမရလှေကတိတ်ထိမြောက်တဲ့ခံမရလှေလေးမောင်ကြီးရဲ့သစ္စာဘာမှပြန်မပြောမိဘူးကောင်းကင်မှာငှက်တကောင်လိုပြန်ဝဲနေတဲ့မနှောမရကျွန်းနဲ့လှေပေါ်ကနေရက်သက်ရှူမောပြီးအောက်ကမြင်ကွင်းတွေကိုငေးကြည့်နေမိတယ်မြစ်ချောင်းတွေတစ်ပင်တောတောင်တွေနဲ့လူနေအစာအုပ်တွေတကူးတကသွားလာနေတဲ့ကားတွေရဲ့ရထားတွေရဲ့ဆိုင်ကယ်တွေရဲ့လူတွေလှုပ်လှုပ်ရွရွကိုမြင်နေရတယ်ကဲရောက်ပါပြီရှင်ဟောဗျာဒါမန္တလေးတောင်ကြီးပဲတကယ်ကြီးသစ္စာနဲ့နန်းကမြောက်ဖက်အာယုံငံတစ်စောင်းမှာဖျားဖူးပြီးလူတွေနဲ့အတူမွေကြီးနှစ်ကောင်ကိုကြည့်ကြသေးတယ်သစ္စာဦးလဲဖြစ်နေတယ်အဖြစ်ပြက်တွေကမယုံကျင်စရာနန်းသစ္စာရဲ့လက်ကိုဆွဲပြီးဟိုးမှမြင်နေရတာမန္တလေးနန်းတော်ရဲ့ကျုံးလေဟိုဘက်ကအေယာပရီမြစ်ပြက်ပြလေးမြင်နေရတဲ့ဇေဒီတွေကစကိုင်းမော်မောင်ကြီးရဲ့ဟိုဘက်ကတွေ့တာအဲ့ဒါကအင်းဝဦးအောင်စရာတဲခဲ့တဲ့မင်းဆက်တစ်အုပ်ဆိုးခဲ့တဲ့နေရာတွေလွမ်းစရာကောင်းလိုက်တာနန်းရဲ့ကဲတခါတည်းမောင်ကြီးကိုအတိတ်ကိုခေါ်သွားပေးမယ်မုတ်ဆိုးပေါ်မှာထမ်းလောက်တော့အခိုင်မှာတီဆောက်နေတဲ့ရွှေဘူဖြစ်မလာသေးတဲ့မုတ်ဆိုးပေါ်ရွာကြီးကိုလိုက်ပြမယ်သစ္စာနဲ့နန်းကမနှောမရကျွန်းနဲ့လှေနဲ့မန္တလေးနဲ့စကိုင်းကိုဖြတ်ကာတမာထနောင်းညွန့်ညွန့်တွေကိုဖြတ်ကျော်ပြီးလူတွေမဲမဲလို့အလုံးရှုံနေတဲ့နေရာမှာဆင်းလိုက်ကြတယ်နေဘူးစကားမှာကြောပလာနဲ့ထိုးခွင်းမင်းကြောင်နှထောင်းကိုဆင်းပြီးရောင်တုံးကြီးတွေနဲ့အမျိုးသားကြီးတွေချွေးလုံးလုံးနဲ့ရေတူးသူကတူးလို့အချို့ကမြေသေးအချို့ကထိုင်းမကြီးတွေခုံလဲပြီးပိုင်းဖြတ်ကတည်နေကြတယ်ဝါးရပြန်ရှိတဲ့ထန်းတုံးတွေကိုစိတ်နေအောင်မြေမှာစိုက်နေကြတယ်ထန်းလုံးတဲ့ဆိုတာဒါကိုလို့သစ္စာတွေးမိတယ်ထန်းလုံးတွေကို10ပေလောက်ချပြီးနှစ်ထပ်စိုက်ကာရနေတာဖြစ်ပြီးအလဲနေရလူကြီးမှမြေကြီးတွေအပြည့်ထည့်ထားတယ်အလွန်ခိုင်ခန့်တဲ့ထန်းလုံးတက်ကြီးပါလားလို့သစ္စာအံ့ဩရှုမောနေတယ်မောင်ရိုးစူးစမ်းကြဟေးမကြဘူးကွာငါတို့ထမ်းလို့တဲ့အခိုင်အမာဖြစ်လာတော့မယ်အတန်အောင်းနဲ့ယောက်ျားကြီးတယောက်ရဲ့အတန်ကြောင့်ထိုလူကြီးကိုသစ္စာလှမ်းကြည့်လိုက်တယ်အသားညွန့်ညွန့်အရက်မြင့်မြင့်ထောင်ထောင်မောင်းမောင်းနှာခမ်းမွေးဆဆနဲ့ခေါင်းမှာပဝါပြူတစ်ထည်ကိုပေါင်းထားသလိုကျောမှာငှက်ကြီးတောင်ဓာတ်ကိုလွယ်ထားတယ်ထိုလူကြီးရဲ့နားကနှာထောင်းကနေရောင်မှာတစ်ဖြက်ဖြက်လက်နေတယ်လူကြီးကိုအခြားလူချို့ကမြေပြင်မှာပြပြဖို့ခါစားနေတယ်နန်း तू ကဘသူကြီးတုံးမောင်ကြီးမြင်မှုအောင်ကြည့်ထားအဲ့ဒါမိုးစိုးဖို့ရွာတကြီးဥအောင်စရကြီးလေနောက် तू ကအလောင်းဖျားဆိုပြီးဘရင်ဖြစ်လာမဲ့သူပေါ့သစ္စာလူကြီးကိုအသေးချာငေးကြည့်နေမိတယ်တကယ်ယောက်ျားပြီးသားတဲ့လူကြီးအသက်ကမသက်က40လောက်ထင်တယ်မျက်လုံးတွေကစူးရဲလွန်းတယ်အတွင်းစွမ်းအင်မတန်ကြီးမားတဲ့လူပါလားလို့သစ္စာလေးတာထားတဲ့အင်္ဂဝိဇ္ဇာနဲ့ကြည့်မိတယ်လူကြီးကိုကြည့်ရင်မြူတွေကထူထူထဲထဲကျလာသလိုမြင်ကွင်းတွေကဝေဝါးကုန်တယ်မြူတွေပါသွားမှမြင်ကွင်းတွေကစောနာလို့မဟုတ်တော့ပဲကြောက်နဲ့တောင်ချီကိုရောက်နေတာကိုတွေ့လိုက်ရတယ်မနှောမရကျွန်းနဲ့လေကိုလည်းမတွေ့ရတော့မောင်ကြီးကျင်းနဲ့တော့နော်နန်းသွားတော့မယ်လာမယ့်တောက်ကြနေ့ကမောင်ကြီးကိုချိန်နဲ့9ရက်ပြည့်တဲ့နေ့ပဲမောင်ကြီးကိုနန်းမြော်နေမယ်သိလားလာခဲ့မယ်စိတ်ချနန်းကြီးနန်းတခါတည်းမှာလိုက်ပြရသေးနေ့လေကမောင်ကြီးကိုနန်းမေးတယ်နော်လူသားစစ်စစ်ဟုတ်ရဲ့လားတဲ့မညာတော့ပါဘူးမောင်ကြီးရဲ့နန်းကလူသားစစ်စစ်မဟုတ်ဘူးနန်းကလူသားအစ်စ်မဟုတ်လို့မောင်ကြီးမလာတော့ရင်လည်းနန်းခွင့်လွတ်နားလဲပါတယ်နန်းကစကားဆုံးတာနဲ့နေရာကထွက်ပြေးသွားတယ်နန်းနေအောင်လေနန်းဟာငါသစ္စာကောင်ဘာလဲနန်းခိုင်းနေရလဲမင်းကိုနိုင်အဘုဆောင်နန်းမှာပေါ့ထဟ8နာရီထိုးပြီ
တပူးလုံနိုးမှာတစ္ဆာလန့်နိုးသွားတယ်လူကချွေးတွေစို့လို့ရင်တလက်လက်ခုန်နေတယ်တကယ်မဟုတ်ပါလားအိမ်မက်မက်နေတာပဲဖះနန်းရဲ့နန်းအောင်မောင်ကြီးချစ်ပါတယ်တစ္ဆာရေးဒီနေ့မင်းတို့တငယ်ချင်း2ယောက်ဆင်းမြစ်ဆင်းဦးလေးတူဖို့လိုက်ခဲ့ကြအောင်အတွေ့အကြုံလည်းရတာပေါ့ဆရာကြီးဦးပြုံးကစွန်းစားဓမ္မယုံစောစောစီးရောက်လာပြီးပြောလိုက်ချင်းပေါ့တစ္ဆာအဖို့နန်းနဲ့စားတွေ့တဲ့နေ့ကနေညစင်လို့အိမ်မက်ထဲမှာနန်းနဲ့ဆုံဖြစ်ပြီးနန်းကဘဝချင်းမတူသလိုစုံသီးဖို့လည်းမဖြစ်ကြောင်းဒီကပြန်ရင်ပြီးခဲ့တာတွေမေ့ပြဖို့ပြောနေတယ်ဟုတ်ကဲ့လိုက်ခဲ့မယ်လေဆရာကြီးနေချင်းလားညအိမ်မှလားဗျမနဲ့သွားညပြန်မောင်တစ္ဆာရတောကကျမ်းပါပြီညအိမ်လို့ပဲဖြစ်မလဲတစ္ဆာကညအိမ်ရမှာစိုးလို့မနဲ့ပြန်နန်းနဲ့ကြောက်နဲ့တောင်မှာတွေ့ဖို့ချိန်ထားတဲ့ရက်စစ်နေပြီဆိုတော့စိုးရင်ပြီးမေးလိုက်ချင်းပေါ့ကဲမင်းတို့တငယ်ချင်း2ယောက်ထမင်းစောစောစားကြတော့ဆရာတော်ပါလိုက်မှာနေစိုးနဲ့ငါတို့အတွက်နေခင်းစာကပိယကြီးစွန့်ကြိုက်ပြင်ထားတယ်မင်းတို့တည်ခဲ့ပြီတော့ဟုတ်ဗျတစ္ဆာနဲ့တပူကကပိယကြီးပြင်ပေးထားတဲ့အာယုံစွန်းဖုန်ကြီးပွဲကြောက်စားတော့ကြပြီးရေဘူးထမင်းကြိုက်များယူကကျောင်းရှိရစောင့်နေတယ်ဆရာတော်နဲ့ဦးပြုံးတို့ထွက်လာတဲ့အခါသူတို့တငယ်ချင်း2ယောက်လည်းနောက်ကလိုက်ခဲ့ကြတယ်မနက်7 နာရီထို့တော့ခီးကအတော်ပေါက်လာသလိုတောကလည်းနက်လာတာကိုသတိထားမိတယ်ကဲဦးပြုံးရေစလူမြောင်ရောက်ပြီဆိုတော့စွန်းစားချိန်လည်းကြပြီဒီပင်အောက်မှာပဲနားကြစို့ဗျာတင်မဖေဟာတစ္ဆာနဲ့တပူလည်းပလိုင်းနဲ့ဆုံးကြရုံချကဆရာတော်ထိုင်ရပါလာတဲ့နေရာထိုင်ခင်းလေးကိုခင်းပေးလိုက်ကြတယ်ဆရာတော်ကြီးကနေရာမှာထိုင်တော်မူပြီးရေဘူးကရေနဲ့ပလုတ်ချင်းလက်ဆေးကတစ္ဆာတို့ပြင်ပေးတဲ့စွန်းကိုတိတ်ဆိတ်စွာဖုံးပေးတယ်ဆရာတော်ကြီးစွန်းကိစ္စပြီးတော့မှတစ္ဆာတို့တကား3ယောက်ထမင်းဝိုင်းခွဲစားကြလေဆရာတော်ကကွန်းတမြုပ်မြုပ်ဝါရင်ကတကားကြီးဒီမြောင်ဆောင်ကကိုရံငယ်ကမုံတိမ်များတွေအလွန်ပေါ်ပြစားတော့ပြီးကြရင်လူတလောက်ရှာတူးပြီတော့ကလေးတွေကိုအဖော်ဖြစ်တာခေါ်ပါသူတို့မတူးခိုင်းနဲ့တင်မဖေခဏနေတော့အားလုံးစားတော့ကြပြီဆရာကြီးဦးပြုံးကဆရာတော်နာထိုင်ကကွန်းတော့ကိုဖြေးလို့ကွန်းရနေတယ်တပူကအနားမှာရှိတဲ့စမ်းရည်အိုင်မှာစွန့်ကြိုက်တွေဆင်းဆေးနေတာဆိုတော့တစ္ဆာလည်းဦးပြုံးကွန်းတော့ကကွန်းရ100ကိုယူပြီးပါဇက်ထဲသွင်းလိုက်တယ်ဆရာတော်နဲ့ဦးပြုံးတို့ပြောမဲ့စကားကိုပဲနားထောင်နေတယ်ဆရာတော်ဆေးဦးတွေကိုဒီမှာပဲကြိတ်သွားမှာဆိုတော့ဆရာတော်ပြောတဲ့ဆေးကြောက်ပြင်ကဒီနားမှာပါလားဖေဟုတ်တယ်လေဟောဟိုကတောင်းနေရမှာဂူတစ်ခုရှိတယ်အဲ့ဒီဂူထဲမှာကြောက်ပြင်ရောကျိန်တုံးရောအသင့်ပြရှေ့ရဆရာစောကြီးတွေအသုံးပြုခဲ့တာပြီပဲဖုံဖုံကြီးဖះတပြည့်တော်မသိတာတခုလောက်မေးလျှောက်လို့ရမလားဖေတစ္ဆာလက်အုပ်ချီကရှောက်လာတာမို့ဆရာတော်ကခေါင်းသာညှိပ်ပြလိုက်တယ်ဟိုတော့ကဒီကြိုက်ထီယိုတောင်တစ်ဝိုက်မှာဝိဇ္ဇာစောကြီးတွေများစွာရှိကြတယ်လို့ဖတ်ဖူးတယ်ဖေကြိုက်ထီယိုသမိုင်းမှာဆိုနဂမနဲ့ဝိဇ္ဇာတွေတို့ဇလန်းနေပေါ့ဖေဆရာတော်ကပြုံးပြီးအေးကွယ်ဟိုးရင်ကတကယ်ဖြစ်ရက်တွေပေါ့ကွယ်တင်မအခုကျတော့ဇော်ကြီးတို့ဝိဇ္ဇာတို့ဆိုတာစာပေတွေရုပ်ရှင်တွေထဲမှာအယုတ်ပဲရှိတော့တယ်အပြင်မှာလက်တွေ့မကြုံကြရတော့ဘူးထွက်ရပေါက်ပုံကိုယ်တွေဒီခေတ်မှာမရှိတော့တာလားဖေထိုစဉ်တပူကအားလုံးစေးကြောတိတ်စီးပြီးမို့တစ္ဆာနာထိုင်ဆရာတော်မိမ့်မဲ့စကားကိုနားဆွင့်နေတယ်မေးသိမ့်ပါပေရဲ့ကွယ်အေးအခုခေတ်မှာထွက်ရပေါက်စခန်းတောက်မြောက်ကြတဲ့ပုံကိုယ်တွေမရှိတော့တာတော့မဟုတ်ဘူးရှိနေကြတယ်ဒါပေတိရှားပါသွားတာတော့အမှန်ပဲအခုပြစ္ဆုတ်ပံမှာဝိဇ္ဇာပုံကိုယ်တွေကို तू ကဝိဇ္ဇာဘာလို့သိဖို့ခတ်သွားပြီဘာကြောင့်လဲဆိုတော့လောကမှာထိုးတဲ့သူကယူနေကြတယ်ယူတဲ့သူတွေရမှထူးကြတာဒါပေမဲ့တော့နည်းနည်းသဘောပေါက်လာပြီဖေစက်မိတ်ပါအောင်ဖေအမေးရှိတော့အဖေရှိရတပမောင်တို့ကမျိုးဆက်တဲ့လူငယ်တွေဆိုတော့မြမကန္နာကြီးစရဏကိစ္စတွေအထိုက်လျောက်သိထားတင်တာပေါ့ဒီလိုကွလောကမှာအယူလို့အခေါ်ခံရသူတိုင်းကိုလူထုပုဂ္ဂိုလ်ထူးလို့ဆိုလိုပေမဲ့လောဘယူဒေါသယူအတ္တယူတွေအမြင်မှာတော့ဝိဇ္ဇာပုဂ္ဂိုလ်ထူးတွေကိုယူနေတဲ့သူလို့ထင်ကြတယ်ခက်တာကဒီလိုပဲဝိဇ္ဇာပုဂ္ဂိုလ်တွေကိုဝိဇ္ဇာလို့မသိကြတာခက်ကောင်းကောင်းကိုကွလုံးမဟုတ်ရင်နှလုံးသုံးလုံးတောင်းတဲ့သူဓာပြီးထုတ်ပြီးဈေးရောက်ကောင်းအောင်အစီရင်လိုချင်လို့ချင်းကပ်ပြီးစုပြောင်းလာကြမဲ့လောဘသားတွေဒီလိုလူတွေကြောင့်ဝိဇ္ဇာတွေခမသူတို့အလုပ်ကိုသူတို့လုပ်ဖို့အချိန်တောင်ကြံမှာမဟုတ်တော့ဘူးတင်မနားလဲပါပြီဖေဒါဆိုအခုမှဝိဇ္ဇာတွေရှိနေပြီမဲ့ဝိဇ္ဇာလို့မသိကြတာပေါ့နော်ဖေအေးကွက်ရှိနေကြပါတယ်လူတွေကြားမှာကိုရှိနေကြတယ်ဒါပေမဲ့စောနာပြောသလိုရှားတော့ရှားလာတာပေါ့ကွာတင်မဘာကြောင့်ရှားတယ်ဆိုတာလေးသိပြစေဖေဆရာတော်ကသစ္စာကိုကြည့်ကပြုံးတော်မူပြီးကွန်းဘက်ကိုထွေးထုတ်ကကွန်းတရားထက်ရရင်မေးသိမ့်ပေစွာဒီလိုကွလောကနိယမအရာသိပ္ပံနဲ့ဝိဇ္ဇာဆိုတာစက်ရက်ဟက်လို့တလဲစီလဲပတ်နေကြတာဥပမာကတ္တဗဘုရားရှင်လက်ထက်မှာဇံဖိညာမတ်ဖို့ဆိုတဲ့လောကုတ္တရာဝိဇ္ဇာတရားထွန်းကားနေချိန်မှာလောကီဝိဇ္ဇာပညာကြီးလည်းထွန်းကားတယ်နောက်အခါကတ္တဗဘုရားရှင်သာသနာကွဲပြီးနောက်ပိုင်းမှာဂေါရမဘုရားမပွင့်မီကာလတွေမှာဝိဇ္ဇာပညာတွေအားနည်းလာပြီးသိပ္ပံလို့ခေါ်တဲ့စမ်းကြဲတဲ့စကောမလို့ခေါ်ရမယ်ပေါ့လင်းရင်မြန်တို့လျှက်စစ်မီးတို့စက်ယုံတွေအင်မတန်ထွန်းကားလာကြတယ်နောက်တစ်ခါဂေါရမဘုရားရှင်ပွင့်တော်မူကာနီးမှာသိပ္ပံတက်တွေဆုပ်ယုပ်လာပြန်တယ်ကဲဒကာကြီးရေကျုပ်ဒီကဗီးစိတ်ပြီးစောင့်နေမယ်ကိုရံငယ်ကမုံတိမ်ပြဥတူးကြပြီတော့တင်မဖေကဲမောင်တို့လိုက်ခဲ့ကြကွာဦးပြုံးကတန်တရင်ကင်ကရှေ့ကနေထွက်သွားတာကြောင့်တစ္ဆာနဲ့တပူလဲပလိုင်းကိုစီလွဲပြီးဦးပြုံးတော့ကလိုက်သွားကြတယ်များပြားစွာတောထအောင်ပွားများနေတဲ့ခမုံးပင်တွေကိုတခဏအတွင်းပလိုင်းနှလုံးအပြည့်ရရှိကြရာဆရာတော်ရှိရာရမနေပင်အောက်ကိုပြန်ရောက်လာကြတယ်
ဆရာတော်ကမလန့်မကန်းတဘာဝဂူပေါက်ဝရက်ဆောင်နေတာကြောင့်၃ယောက်သားဂူဝရှိအောင်ရှောက်လာခဲ့ကြတယ်။ဟော့မယ်ကြောက်ပြင်တဲ့ချိန်တုံးစီရင်မေတော့ဗျာ။ဦးပြုံးကဂူထဲဝင်သွားပြီးကြောက်ပြင်ကိုလက်အုပ်ချီကရွတ်ဖက်ပြီးကမုံဥတွေကိုကြောက်ပြင်ပေါ်တင်းပြီးကြိတ်နေတာကိုတွေ့ရတယ်။ပါဇက်ကလည်းဂါရလားမန္နလားမသိဘူးရွတ်ဖက်လို့နေတယ်။ဆရာတော်ကြီးကသွားမဲလို့မျက်ရည်ပြတာကြောင့်တစ္ဆာနဲ့တဖူးကဆရာတော်နောက်ကလိုက်လာခဲ့ရပြီးရမနေပင်ရောက်မှထိုင်နေကြတယ်။စောနာစိတ်ကြိတ်တဲ့ကြောက်ပြင်ကရှေးတုန်းကဇောကြီးတွေစိတ်ကြိတ်ခဲ့တာပါလားဖေ။အေးကွရန်ခါတော့အချို့ဆေးဝိဇ္ဇာတွေလာပြီးကြိတ်လိမ့်ရှိတယ်ထင်ပါရဲ့။တပည့်တော်တော့ဝိဇ္ဇာဆိုတော့မြင်မှုကျင်စမ်းပါရဲ့ဖေ။တစ္ဆာရဲ့စကားကြောင့်ဆရာတော်ကြီးကပြုံးကတဘာတဲ့ပြောသလိုမိတ်လေတယ်။ရှေးခါတခါကြီးတယောက်ကရဟန်းနာအောင်မမြင်ဘူးလို့တောရကျောင်းတစ်ကျောင်းမှာသတင်းသုံးနေတဲ့တောရဘုန်းကြီးထံမှာကပ္ပိယအဖြစ်နဲ့အလုပ်ကျွေးပြုတဲ့သူ့ကြံတော့ဒီလိုနေရာမျိုးမှာဆိုရင်ရဟန်းနာတွေကြွလာလေးရှိမယ်လို့ထင်ထားတာ哦။၃နှစ်ကြာတဲ့အခါတခါကြီးကတောရဘုန်းကြီးကိုရှောက်တယ်။တပည့်တော်ဖေရဟန်းနာကိုဖူးကျင်လို့အရှင်ဘုရားစီမှာ၃နှစ်၃မိုးကပ္ပိယလုပ်ခဲ့ပါတယ်။ဒီနေ့အထိရဟန်းနာကြီးတွေကြွလာတာမမြင်ဘူးသေးဘူး။ဒီတော့တွေ့ရလို့တွေ့ရညာအခြားအရာကိုသွားခွင့်ပြုပါလို့ရှောက်တယ်။တကယ်ကအဲ့ဒီတောကျောင်းဘုန်းကြီးဆိုတာရဟန်းနာကြီးပဲကွ။ရဟန်းနာကြီးနဲ့၃နှစ်ကြာအတူနေခဲ့ရပေမဲ့သူ့ဆရာဘုန်းကြီးကရဟန်းနာဆိုတာမသိရှာဘူး။ပါရမီအထုံပါရင်တခါလေးလဲမြင်မှုခြင်းနဲ့ဝိဇ္ဇာကိုမြင်ဘူးခွင့်ရမှာပေါ့ကွ။ဒါပေသည်ရောင်းမလို့မကျင့်ရှာလို့ကျင့်ကြဖို့ဘုန်းကြီးမှားလို့တယ်ကွ။ရောင်းမလို့မကျင့်နဲ့ရှာလို့ကျင့်ဆိုတာဘာလဲဖေ။အေးကွရောင်းမကနေ့စဉ်ဟင်းနဲ့ထိတွေ့နေရပေမဲ့ဟင်းရဲ့အရသာကိုမခံစားရဘူး။ရှာတော့ရန်ခါသာဟင်းနဲ့ထိတွေ့ရလဲဟင်းရဲ့အရသာကိုသိတာကိုပြောတာကွ။နားလည်ပါပြီဖေ။ရှာလို့ကျင့်နိုင်အောင်စူးစမ်းပါမယ်ဖေ။တာဓုထိုစဉ်ကမုံချိတ်ပလိုင်းကိုမကဥပြုံးရောက်လာတာကြောင့်ဥပြုံးစီအားလုံးအကျစ်ရောက်သွားတယ်။ဥပြုံးရဲ့လက်ထက်ကပလိုင်းတွေမှာကမုံချိတ်ဖက်တွေတွေ့ကြရတယ်။ဆရာကြီးဆေးရမညက်ဘူးနော်။တပူကပလိုင်းရဲ့ချိတ်ဖက်တွေကိုကြည့်ပြီးပြောလိုက်ရဥပြုံးကစတိသဘောပေါ်မောင်ရကြောင်းရောက်မှနေလန်း၆သွားမှတန်ဆုံနဲ့ပြန်ထောင်းရအောင်ပါ။ဥပြုံးကဆရာတော်ဝိဖြစ်ကြောလိုက်ပြီးကွန်းထုတ်ထဲကကွန်းတရားကိုယာနေတယ်။တခါကြီးဒီလောက်ဆိုဆဲဆဲပုံစာရလောက်ပါပြီ။တင်မကျွန်းနဲ့ပြာနဲ့ကြောက်သွင်းတဲ့ရောဘိုးကဆရာတော်ပဲအားကိုးရမှာ။ကျုပ်တောင်းဝန်ထားပါကျွန်းနဲ့ခမားလိုတလောက်ကြောင်းမှရှိတယ်ကြောက်သွေးရတော့တပတ်ခါခမားနဲ့ကျုပ်ရသိမ်းမเจ้าကိုသွားကြတာပေါ့ကြောက်သွေးထွက်တဲ့နေရာကျုပ်သိတယ်ကဲအပြန်မှောင်နေမယ်ပြန်ကြစို့ဗျာဆရာတော်ကြီးကပြောဆိုနေရာထကကြွသွားတာကြောင့်တစ္ဆာလို့လဲဆရာတော်ကိုအမိလိုက်ကြရတယ်နေဝင်ဖြိုးပြမှာတော့မော်ဝင်တော်ရွာဦးကျောင်းကိုချောမောစွာပြန်ရောက်ကြတယ်ကျောင်းကိုရောက်တဲ့အခါရေမိုးချိုးပြီးကပ္ပိယကြီးပြင်ဆင်ပေးတဲ့ထမင်းပွဲမှာ၃ယောက်သားခေါင်းမဖော်နိုင်အောင်စားပြီးဗိုက်လေးသွားတာကြောင့်လူကအိတ်ချင်နေပြီတစ္ဆာနဲ့တပူကအိတ်ရတဲ့လှဲချိန်မှာဆရာတော်ကြီးကြွလာပြီးဒီကလေးတို့မအိတ်ကြနဲ့အောင်ခဏလာကြကျွန်းနဲ့ကိုမြင်ဘူးအောင်လာကြည့်ကြတစ္ဆာနဲ့တဖူးလဲဆရာတော်နောက်ကလိုက်ခဲ့ကြတယ်ဦးပြောင်းကလက်ထိုးလွှလေးနဲ့တစ်တုံးကြီးတစ်တုံးကိုဖြတ်နေတာတွေ့ရတယ်လူကြီးတစ်ဖက်ကအရှည်တလန်လောက်ရှိတဲ့တစ်တုံးကြီးမီးရောင်နဲ့တေချာကြည့်လိုက်မှနတ်မှောင်းနေတဲ့ကျွန်းနဲ့ကြီးမှသိကြရတယ်ဦးပြောင်းကလက်မောင်းလုံးကအရှည်တစ်ပေလောက်ကိုဖက်ယူပြီးဆရာတော်ထံအပ်လိုက်တယ်ကဲမင်းတို့လည်းအဆောင်အနေနဲ့ပေးလိုက်မယ်လို့ဆိုကဗီဒီယိုတွေကလက်ညှိုးလုံးကကျွန်းနဲ့သားတုံးလေး2တုံးကိုယူကတစ္ဆာနဲ့တဖူးကိုပေးလေရတစ္ဆာရောတဖူးရောဝမ်းသာအားရယူလိုက်ကြတယ်ဂမီယာကျွန်းနက်ကိုတစ္ဆာရရှိလိုက်တာမို့အိတ်ချင်စိတ်တွေလွင့်ပြဲသွားတယ်ညကတော့နတ်လွတ်လာခဲ့ပြီ